Hello everyone, welcome to vlog by Zelia. ဒီတစ်ခါ vlog လေးကတော့ Zelia တို့ကျောင်းကစီးရုံတစ်ခု workshop သွားခဲ့တဲ့ vlog လေးဖြစ်ပါတယ်။ Zelia ကအခု BSc MND ကို second year တက်နေရပါတော့။ဆိုတော့ Zelia တို့ first semester, second semester မှာစီးရုံတစ်ခုသွားပြရပါပြီ။ဒီတစ်ခါ third semester မှာတော့နောက်စီးရုံတစ်ခုလိုက်ပို့ပေးရဖြစ်ပါတယ်။ဆိုတော့စိတ်ဝင်စားတဲ့ဆိုရင်အဆုံးထိကြည့်ပြီးတော့မှ Zelia ရဲ့ Facebook page, YouTube channel နဲ့ TikTok channel ကိုလည်း follow and subscribe လုပ်ခဲ့ပေးကြပါဦးရှင်။ The echoes pulsating, setting the stage for the night. အနေ workshop သွားတော့ Zelia တို့အကြောင်းကို9နိုင်ရောက်သွားတာပေါ့နော်ဆိုတော့အဲ့တော့က February လကုန်လောက်ဆိုပြီးမှရာသီဥတုကအေးတော့မှာပဲမနက်စောကြီးဆိုရင်မြူတဲ့ကြပြီးတော့မှအေးပါသေးတယ်ဆေးရုံသွားမှာဆိုတော့ပေါ့ပါလေးပဲဖြစ်အောင် sweater နဲ့ flutter jeans ပဲဝတ်သွားပါတယ်အမရာသီဥတုကမြင်တဲ့အတိုင်းမှာပဲမနက်စောကြီးဆိုရင်မြူလည်းကြပြီးတော့မှအေးနေပါသေးတယ်ဒါကတော့ Zelia တို့ကြောင်းဝင်ပေါက်ပါ Zelia တို့ MT blog ကပထမဆုံးရှေ့ဆုံး blog ဆိုတော့လမ်းကြာကြီးရှောက်ကြရတော့မလို့ပေါ့နော် blog ရှေ့မှာတော့ကျောင်းသားတွေရောဆရာတွေရောအဆင်သင့်ပါပဲဒါပေမဲ့အနေကဘတ်စကားက9နိုင်ခေါ်လာတာ9နိုင်ခွဲမှရောက်လာတယ်ပေါ့နော်ဆိုတော့ Zelia တို့9နိုင်ခွဲထိခဏဆောက်ပြီးတော့အိမ်မှာမြင်နေရတဲ့အဝိုင်ရောဘတ်စကား Zelia တို့သွားမဲ့ဘတ်စကားပဲဖြစ်ပါတယ်workshop သွားတိုင်း Zelia တို့ကျောင်းက school bus နဲ့ပဲလိုက်ပို့ပေးတာပါဒါပေမဲ့အခုဒီတစ်ခေါက်တော့ Zelia တို့က second year ရောက်ပြီဆိုတော့လူလည်းတဖြည်းဖြည်းနဲ့များလာပြီပေါ့နော်အတန်းနဲ့မှစုပေါင်း80ကျော်လောက်ရှိရဆိုတော့ school bus နှစ်စီးစာတော့ခေါ်ရပါတယ်စီယိုရောက်တော့စီယိုအုပ်ကြီးအား Zelia တို့ LPU က lab ကျောင်းသားတွေနဲ့တွေ့ချင်တယ်ဆိုတော့အခု conference တွေသွားနေကြဖြစ်ပါတယ် Yes. Very shy Bhutanese girl. စီယိုအုပ်ကြီးကတော်တော်လေးတဘောကောင်းပါတယ်ကျောင်းသားတွေလည်းကောင်းကောင်းမွန်ကြိုးဆိုပေးတယ်ပေါ့နော်ဒါပေမဲ့အဲ့တော့ Zelia ရှေ့ဆုံးမှာထိုင်နေတော့ video မရိုက်လိုက်မိပါဘူးအခုတစ်ခါသွားခဲ့တဲ့ workshop က Black Bank ပေါ့နော်ဟိမသွန်းနဲ့ပတ်သက်တဲ့ဟာဆိုတော့သွေးတွေဘယ်လိုမျိုးတိုးလှောင်လဲအဓိက Black နဲ့ပတ်သက်ပြီးကောင်းကောင်းကြည့်ခဲ့ရပါတယ်ဒီတစ်ခေါက်သွားခဲ့တဲ့ဆေးရုံကအရှိနှစ်ခေါက်ထပ်ဆိုင်တော့တော်တော်လေးကျင်းတယ်ပေါ့နော်လူတွေလည်းတိတ်မရှိဘူးဆိုတော့အကြောင်းသားချင်းချင်းပဲမေးလိုက်ဖြေလိုက်လုပ်နေကြခဲ့ရပါ This bag is having this bag is for 450 ml of blood. Okay, it's already carrying control. These are for negative control. So it depends upon the manufacturer kit. Okay. ဒါကတော့ဆေးရုံကကျွေးတဲ့ snack လေးဖြစ်ပါတယ်စမူစာရဲ့ sandwich ရပြီးတော့သူတို့ရဲ့ mango juice ရပေါ့နော်ဒီတစ်ခေါက်သွားတာက Black Bank ပဲဆိုတော့ Zelia တနေကုန်တော့မကြခဲ့ဘူးပေါ့နော်ဆိုတော့အနေကနေတက်ဝက်ပဲ workshop သွားခဲ့ရပါတယ် workshop vlog လေးကိုလည်းအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကျေးဇူးများတင်ပါတယ်ရှင် see you in the next video Lost in this cosmic abyss, my mind takes